专业呗，我是专业嘛。 ဒီနေ့ကတော့ပိုးနေ့လည်စာကိုအိမ်မှာမချက်ဖဲနဲ့အပြင်မှာသွားစားဖြစ်တဲ့ vlog လေးဖြစ်ပါတယ်အားလုံးသိကြပါအခုပိုးကားတော့ပြည်တော်လမ်းမှာဒီများပုံမျိုးနဲ့မှရှိတယ်ပုံတော့ရခိုင်ရတော့ခိုင်ဆိုရောက်နေတာသူသားပဲ ညီမလေးတို့လေ today special အနေနဲ့နေ့ခါလေးပါလဲနော် တောက်ပြန်ငါတောက်ဆင်ရပါတယ်ဗျ။ဒါကကြတော့တစ်ခါတလေမှရတာဒီကတော့ကောင်းပါလေလူပြတ်နေတယ် အာဟုတ်ပြီအဲဆိုလို့ရှိရင်အမကိုအဲ့ဒီကက်ထူရန်ငါတောက်စမ်းတဲ့ဘော်ဒီနော် ။ဟုတ်တယ်ပါလေ စစ်တော်လည်းပေါ့ကွာညချင်လိုက်ဆက်ပါမယ်တွေးညာပဲအခုဘုံမှာထားတဲ့ဟင်းပွဲတွေလည်းရပြီဆိုတော့ဘူကစပြီးတော့စားကြည့်လိုက်ပါမယ်ပင်လယ်စာအတော့ကြော်တဲ့ဘူကစားပေါင်းမဲ့ပုံလဲတာဘူကတော့ပင်လယ်စာအစုံမှာထားတာပေါ့နော်ဒီမှာပစုံတက်ပူတာတို့ပါတို့လည်းရတယ်တွေးကြညာပဲငန်းစားရညာပေါ့ဒါကတော့ကနန်းပြောချင်ဆက်ပေါ့နော်ကနန်းပြောချင်ဆက်မှာထားတာနဲ့လေမွေးညာပဲခမင်းနဲ့စားကြည့်လိုက်မယ်ငန်းစားကောင်းတဲ့နေတာလေချင်းလေးပဲကနန်းပြောလေးကချိုးညာပဲဒါကဘာလဲဒါကတော့ဆက်ခိုင်းချင်မဟုတ်တယ်ဒီစိနဲ့လေမူး ။မယံမယံ ပြန်ကောင်းသွားလေချင်းချင်းလေးနဲ့ပြီးတော့အဆက်ရတာလေးလည်းပါတော့ပေါ့နော်ဟိုးတို့အကြိုက်ပဲဒီချင်းမဆက်လေးပဲမပြင်းနဲ့လေးရပြီးလို့ရှင်သူရဲ့ဟိုကပင်စိမ်းလေးပင်စိမ်းလေးထည့်အုပ်ထားတော့ပင်စိမ်းနဲ့လေးကမွေးနေပဲအရင်စားလို့ကောင်းတယ်ခမင်းနဲ့စားရင်တော့တကယ်ခမင်းမိတ်ပါအောက်တစ်ခုကကြတော့ဒီမှာပိုးမာထားတာကပင်လယ်စာရခိုင်တော့ပေါ့နော်ပင်လယ်စာအစုံပဲဥစွန်ပါတယ်ပြီးလို့ရှင်ဒီမှာသူကရေဘဝဲပါမယ်ပြီးရင်ကင်းမွန်လည်းပါတယ်စုံနဲ့ဟတ်တယ်နော်ရန်စားကောင်းတယ်သူကလေရခိုင်ဆိုတော့သူရဲ့ငပိလေးပါပေါ့နော်ငပိလေးနဲ့တုပ်ထားတယ်ပြီးတော့သူရဲ့ကင်းမွန်လေးကလူအိညာပဲမမိုင်းပဲဖြစ်နေလို့ထိုးနဲ့ဝါလို့အရင်ကောင်းတယ်သူဒီဘုံတော့ဆိုင်ရမ်းဆိုတာလေလာဘလို့ဝင်လိုက်တာနဲ့တန်ရင်ကြီးကြားရတယ်ပေါ့တို့တဲ့လေဒီဆိုင်ထဲမှာဆိုလို့ရှိရင်အခုလိုရေတခွန်လေးတွေလည်းလုပ်ချင်ပြီးတော့ယူတော့နဲ့ဝင်လာတာနဲ့လေစိတ်ကအေးဆန်းသွားတာနော်ရေတန်ရဲ့ music တန်လေးရဲ့ပြီးတော့ရေတခွန်ကကြားတဲ့ဟာလေးတွေကတကယ်ကိုမှစိတ်အေးဆန်းတယ်ပေါ့နော်ဒီဆိုင်လေးကိုဝင်လာလို့ရှိရင်လေခါရမ်းလေးလည်းလောက်ခါပေးရလို့ပြောတယ်အဲ့တော့ဘိုးတို့ခါရမ်းလေးထက်ကိုလည်းတစ်ချက်ပဲကြည့်ရအောင်နော်ဒီကားလေးကရေးစားပြီးတော့ဝင်လာတယ်။ဘာလဲတက်တက်ကိုအော်ဒီမှာဒီဘက်မှာဂါဒန်တေးလေးတော့ထားပြရပါတော့။အဲ့ပုံရရင်လည်းအရန်လှလောက်ပဲဒီမှာ။ဘာလဲဒီမှာကဂါဒန်ကလေမန်မိတ်ဂါဒန်နဲ့တိတ်မတူပဲနဲ့ဘယ်လိုပြောမလဲ။ကိုအိမ်မှာပေါ့နော်ကိုချံအဲ့လိုမျိုးတဘာဝအဲ့ဒါတဘာဝသူရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတာဟိုဘက်မှာကြာကန်လေးလည်းရှိတယ်ကြာကန်လေးထပ်တော့ကြည်ရအမြာဘိနေလည်းရှိတယ်များတယ်မွေးလိုက်တာဒါပါပန်းလဲပြောပြကြပါအောင်ဒါပါပန်းလဲလို့ရမွေးတော့ဒါစပယ်ပြီမဲโอเคအပင်ရလည်းစုံလာတော့လာတယ်လည်းလာလိုက်တာဒီကနေ့ထူလိုက်တော့လိုက်တော့အေးဒီငါကြည့်ရ
ဒီ channel ထဲမှာပေါ့နော်နန်းလေးတွေလည်းလုပ်ထားတာပေါ့နော်ဒီမှာစားတော့လေပင်လယ်စာလက်ဆက်ဆက်တွေစားပြီးလို့ရှိရင်ပေါ့ပေါ့ပပပေါ့နော်ဒီ channel မှာလေကောင်းလေးတန်းရှူမယ်အေးစစ်နေမယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဆိုင်နဲ့ကက်ရက်မှာပဲသူကဒီခုနကဘူးဖြတ်လာတဲ့ဓာတ်လေးကနေဖြတ်လာပြီးဒီ channel လေးရောက်တာပေါ့နော်မြို့ပြရဲ့အပြင်လမ်းထွက်စရာမလိုပဲနဲ့ဒီ channel မှာပဲအေးစစ်စစ်နဲ့စားတော့ပြီးလို့ရှိရင်လာပြီးတော့လေကောင်းလေးတန်းလေးရှူလို့ရတယ်တဘာဝနဲ့ထိတွေ့လို့ရတယ်ပေါ့နော်ဒီမှာသူကအပင်လေးတွေအစုံပဲစိုက်ထားတဲ့ဒီအပင်ကြီးမျိုးတွေလည်းရှိရဲပြီးတော့ပန်းပင်လေးတွေလည်းရှိကြာကန်လေးလည်းရှိရပေါ့နော်အဲ့တော့ပင်လယ်စားလက်ဆက်ဆက်တွေစားပြီးအခုလိုမျိုးတဘာဝနဲ့ထိတွေ့ချင်တယ်မျိုးပြရဲ့အပြင်ကိုလည်းဖတ်လို့မရဘူးဆိုတဲ့သူတွေဆိုလို့ရှိရင်တော့ဒီဆိုင်လေးကိုကိုက recommend ပေးပါတယ် အခုလိုမျိုးအရသာရှိပြီးဒါရတဲ့ဆိုင်လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင်တော့ပိုရဲ့ channel ကို subscribe လုပ်ပြီး follow လေးနှိပ်ထားလိုက်တော့နော် အလုံးတတာ